အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကပင်လယ်စာထမင်းကြော်လေးကြော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးကျွတ်သွန်ဖြူနဲ့ကျွတ်သွန်မိတ်ကိုမှုလာအောင်စီတက်ပါမယ်ခင်ဗျာစီတက်ထားတာလေးတွေမှုလာပြီဆိုရင်တော့ပစုံနဲ့ကင်းမွန်ကိုထည့်ပါမယ်ခင်ဗျာအရစာအတွက်ကြက်သားမုံအနေငယ်ပင်ငပြားကြီးအကြီးအနေငယ်နဲ့ခရူးစီတို့ကိုထည့်ပါမယ်ခင်ဗျာပြီးတော့ရင်တော့လီထားတဲ့မုံလာဦးနီနဲ့ပူစားပေးသီးကိုထည့်ပါမယ်ခင်ဗျာဒီနေရာမှာမိမိနှစ်သက်ရာအသီးအနှံကိုထည့်နိုင်ပါတယ်ခင်ဗျာပြီးတော့ရင်တော့ကျွန်တော်ကြက်ဥတစ်လုံးကိုလည်းထည့်ပါတယ်ခင်ဗျာကြက်ဥကိုကြက်တဲ့အတီးကြော်ပြီးတော့မှပထမကြော်ထားတဲ့ဟာတွေနဲ့ရောပါမယ်ခင်ဗျာပြီးတော့ရင်တော့ထမင်းကိုထည့်ပါမယ်ခင်ဗျာအရစာအတွက်ပင်ကပြားရဲ့အကြီးအနေငယ်ခရူးစီနဲ့ကြက်သားမုံကိုထည့်ပါတယ်ခင်ဗျာမိမိကအချုံမုတ်စားရင်ချုံမုတ်ထည့်လို့လည်းရပါတယ်ခင်ဗျာအယောင်ကလေးပို့ပြီးတော့မှလှတော့အောင်ချာညိုအနေငယ်ကိုလည်းထည့်လိုက်ပါမယ်ခင်ဗျာနောက်ဆုံးအနေနဲ့ကျက်သွန်မိန်ကလေးကိုထည့်ပြီးတော့မှဥချလိုက်လို့ရပါပြီခင်ဗျာအခုဆိုရင်တော့ကျွန်တော်ရဲ့ပင်လယ်စာထမင်းကြော်ကလေးရပါပြီခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံတကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ